ဖြစ်တယ်နားနေရောရောအဲ့တော့ GPS လေးဖွင့်အောင်ပါကတ်ပါကုန်ပြီကိုလို့ဒီကအေးလေးကြောင်အေးလေးကြောင် ဆက်ပဲနော်ဒီကတော့အင်အားတွေ့တဲ့အိတ်ကောက်ဆွဲလာတာမရီနိုဘေးတယ်ဗာကြီးမရီနာဘေးတော့မဟုတ်ဘူးတဲ့ကျွန်တော်တို့ Aston သွားပါပါ Aston သွားမယ်ကျွန်တော်တို့ကိုအောင်ဥဆောင်မှာဖြစ်ပါတယ် GP formula မ formula တော့မပြောတတ်သေးဘူးပြီးတော့30အတိုင်းပါပဲဒီ group နဲ့ဆိုရင်တော့300ပဲကျွန်တော်ဟုတ်ပါဘူးဒါ GP OG ပေါ့နော် OG ဒါ GPA မဖုန်းမဖြစ်ခင်first foundation ပေါ့နော် founder founder လုံးဝဒီ3ယောက်ကနေစတာပဲမဆုံးတော့ဒီ3ယောက်ပဲကျန်နေတာ Chris တဲ့ဓာတ်ပုံရိုက်ဖို့နေရာရှာမယ်ပြန်လာရတယ်အမှထိုင်မရတယ်နေနေနေရတယ်ပေါ့မဟုတ်ဒါမှမဟုတ်တနေရာသွားရင်လေကြိုက်တယ်လို့လုပ်တာညမှာရရင်အားရမလားအားတယ်ပတ်စံမကုန်ရပြီလေပတ်စံမကုန်ရင်ရတယ်ဟုတ်တယ်ကင်မရာကြီးကရုံးလေရိုက်ထားတယ်လေ vlog အားရောဘလော့ဒီ outfit ကြီးနဲ့ဘမလော့ပါနဲ့ natural vlog ပြပြတာပြတာပဲပြတာပဲခဏလေးရေးရိုက်ကလာ bro it's okay bro ဒါအမတ်တရားပဲ look as ဒါပေါက်မဲ့ vlog တွေမဟုတ်ဒါအမတ်တရားကောက်ဝဲ keep it in yourself no bro keep it to yourself public နဲ့တင်ပါဟာလက်ပြုတ်နဲ့ YouTube မှာတင်ရှိဝယ်အောင်ပတ်စံရမရှိတော့ပုံတော့ရေပြင်နေသွားမှာအခုနဘယ်ဘက်ချိုးလို့တော့ကြားလိုက်ဟိုင်းခုနဒီပဲဟိုင်းဘယ်လိုကောမလို့ aura တွေကဆောင်းဝဲတက်နေတော့ကြတော့ဘယ်လိုကောမလို့ဘာမှတော့လုပ်စရာမလိုပါတန်းစိန် alright typical vlogger ကျဟိုကလမ်းကူးပြင်ရောက်ရှုပ်ပါကိုမျက်နှာကိုလည်းကြည့်အောင်အဲ့တော့မစိုးပါဘူးနော်အဲ့ဒီလုပ်ပေးမယ်အဲ့ဒီလုပ်ခီးရောအဲ့ဒါကြည့်တယ်အဲ့ဘက်မှာရှိတယ်ကိုဝယ်အမေသေးကိုဝယ်တိုင်းရောင်းဆောင်ခဲတယ်ကျွန်တော်ဒီနေ့ကဘယ်သွားမှလဲဆိုတော့Andes ပါ Andes Andres by Anson Andres by Andes Anston strict hot strong function ကန်တာမှာပေါ့နော် strong ရှဖုန်းတော့အဲ့ပေါ်ရတယ်ပေါ်မတွေးနိုင်နဲ့စာဝေါ်ပြေပါကတ်ကျွန်တော်တို့သွားမဲ့ဆိုင်ကတော့အမေသား steak ဆိုင်မှာဒါပေမဲ့ချက်သားစားပဲချက်သားလို့စားပါချက်သား in a stick form အမေသားစားဖို့မချက်မရှိပါဘူးဗျာမွေးနေကြပါတယ်ကျွန်တော်ဒီနေ့က miniman ဟိုလောက်ပဲသုံးပါပေါ့နော်20ဟော maximum ပြောပါ maximum ပြောပါတကယ်ချင်းဟာဒီလို20ပဲသုံးပါပါဟောလမ်းမနေပြီထွက်သွားပါโอเคဗျာချီပြောစနေတရားဝါတာဒါကတော့ကျွန်တော်ပုံမှန်ပါပဲပုံမှန်ပါပဲဒါပထမဆုံးဖြစ်ရပါမတရားပါလေဆိုတော့ကျွန်တော်ပထမဆုံးဖွဲလိုက်တုံပထမဆုံးဖွဲလိုက်အဲ့ဒီ Guns by the Bay သွားတော့အဲ့လိုပဲကွာမဲနဲ့တူပဲမဟုတ်တီရတာဟုတ်တယ်အဲ့လိုပဲမိုင်းတီနိုင်တယ် Guns by the Bay သွားတာလမ်းမခေါ်တယ်ဘယ်ကွေညာကွေညာဆိုရင်ဘယ်သွားရပေါ့နော်အမတ်တရားပဲအဲ့ဒါတယောက်မဟုတ်တယောက်တော့အမြင်ဖြစ်နေကြပြီးရင်လူတွေလုံးဝမရှိတဲ့ဘက်ကိုရောက်သွားတယ်ကံကောင်းလို့ပြန်တွေးသွင်းမခံလိုက်ရအောင်ဒါပေမဲ့ပျော်စရာတော့ကောင်းပါအဲ့အချိန်တွေက stress လည်းမရှိဘူးလူတိုင်းကလည်း chill ရှင်းမှာတရားရှိမယ်တရားမတွေးတော့ဘူးဗျာစင်ကာပူရောက်နေဟုတ်တယ်အိုက်စာဒါကတော့ကျွန်တော်ရန်ကုန်တိုင်းစီးတီးမှာ TikTok ရိုက်နေတယ်တရားဆောက်ပေါ် rice နဲ့တော်တော်တိတာမူးရမမူးကွာမဟုတ်လို့မဟုတ် polarize ဖြစ်တယ်ဆိုတာဒီ sunglasses ကိုလေသူကအမောင်းနဲ့အလင်းမောင်မူတည်ပြီးတော့နည်းနည်းဘယ်လိုပြောင်းတာတော့မဟုတ်ဘူးတအားကြီးမမောင်ဘူးပေါ့အမောင်ထဲမှာ
တက်ရင်ဒီ Ampolarize လို့မျိုးဆိုရင်လခုလိုမျိုးဆိုငါဘာမှမမြင်ရတော့ မတက်နေရ ဟုတ်တယ်နော်မတက်တာအကောင်းဆုံးပဲ ဟိုကစင်ဟိုက ဟဲ့မြင်မယ်နေတယ် တော့ဒီမျက်မှန်ကြီးဒီမျက်မှန် ဒီလိုပဲ ဒီကောင်မကောင်းတယ် ဟောဘော ဒီလိုပဲလေဘာလို့ ဒီကောင်ကကျတော့အလုံးပါဆိုရင်ဒါသုံးတယ်ဘာလို့လဲဆိုတော့ကြီးတော့ကျတော့ ဟောပန်တီရနော် မှန်ကြီးရယ်ဒီကောင် အပါလေးပို့လာ အပားကျတော့ fashion fashion လေးပို့လာတယ် ဒါ fashion ပို့တာ ကိုချောရအောင် ဒီကြကန်ကြကန် ဆိုချင်နေတက်တယ်ဒါနဲ့ ဆိုဘယ်ဆိုရအောင် မောတာဟော လည်းမောလာ အတကားများနေတာကိုမောတာကိုလမ်းဆောင်ပြောတယ် မဒီနာဆွဲတယ်ဟောဒီနားမှာဟို NDP ကြီးရကြညမမီနေတယ် ဟမ် NDP ကြီးရဒီနားမှာလေ ဟာဟုတ်ပါဘူးဝေးပါ NDP ဒီ က နားမှာလေ Marina Square ရဟိုဘက်ချမ်း ဟုတ်တယ် မြို့ကိုအဲ့ဒါနီးရတာနင့်မကြည့်ဒီဘက် လမ်းကူလိုက်ရောက်ပြီလမ်းကူလိုက်ရောက်ပြီ ရောက်ပြီလမ်းကူလိုက်ရောက်ပြီ ဟုတ်လား ဟုတ်တယ် လမ်းကူပြီဒီအဆောက်အုံလေးကျော်ပြီးပြီဒါ Marina Square ဟိုမှာလေး explain နေ ဩမမီဒီဘက်ကို ဒီနားကိုလာပြီး ဖြတ်လိုက်လို့ရှိရင်ဘက်ရောက်သွားရော အဲ့လေဒီနားမှာဟိုဟာရေခဲမုံကို16ချက်ပေးပြီးတော့စားတဲ့လူတွေရှိ ဟုတ်ပါငါတို့တောင်းအောင်မယ် အဲ့တော့ လည်းမှာတန်းစီရ yes မမမတာမမေလေးလည်းပါလာတယ်လေ ဟုတ်ကဲ့ elevator ကတော့မကျန်ခဲ့ဘူး ဒီနော် ညညာ အေးနော်ပဲ လာဆိုင်ပေါ့နော်တော်တော်လေးလူပြည့်နေတာ ဒိုဘီကောပဲသွားမှာအချိန်ရမှာအေးစိဆိုင်ဘက်ရှာပြီးတော့မှအေးစိမှာစားလေရမှာ ဟုတ်တယ်ရပါ ဒိုဘီကောလည်းသွားချင်းဒိုဘီကောကမှရှိတယ်ဟာကင်ကင်လည်းမ ဘယ် ဆိုး လိုစားကြလဲပတ်စံကိုလေ30လောက်ကွက်ကြမှာလေခင်ဗျာဟုတ် ကျွန်တော်ပုံမှန်စားအဲ့လောက်ပဲကြာ ကျန်တဲ့နေရာသွားရင်အဲ့လောက်ပဲဖြစ်သွားမှာပဲဘာလို့လဲအဲ့ဒီကတောက်ရမပါဘူးဆိုတော့တောက်ရအတွက်ကတက်တက် ငါ ပြီး ရှမ်းကော ငါရှမ်း ဟော ကော လာ လိုက် ရှ ရ မ်းကောလားရှိလားဒီမှာ ညမှာဒီဆိုင်မှာဒီမှာကူးချတာ ဟုတ်ဒီနာဝင်းကျင်ကလူအရင်များတယ် အာဘယ်လိုလဲများပါ စားမဲ့စား protein ပဲစားပါကွာ ဒီ protein ဆန်သေးတယ် စားမယ်စားတော့ protein ပဲစားလိုက် စားမဲ့စား barbecue protein ပဲသွားစားမယ်လား barbecue ရော hot pot protein စားကြတယ်လို့ ချေ ချစ်တာကြီးကဲအဲ့ဆိုကျွန်တော်တို့နောက်ထပ်15မိနစ်ပြန်လမ်းလျှောက်ရအောင် ပဲပြန်သွားပဲသွားမအောင် အမဒီ ပဲဘူးပေးလိုက် I am game တော့ I'm good ပြောတာပြောသိလား barbecue ထဲ hot pot ကိုစားခြင်းလို့ ဟောပေါ်ဆိုရင်ဘာရှိရလဲဟာအကြမ်း အဂျက်ရှန်က ကိုကြီးကသွားစားရ အဂျက်ရှန် 45လောက်ကြာ အဂျက်ရှန်50ကျော်ကျွန်တော်တို့ ground zero ပြန်ရောက်လာပါပြီအခု ဘိုက်စားနေပါပြီ အစားအနေပြန်စားရပါပြီ အခုကျွန်တော်ဒိုဘီက plan ချင်းလိုက်တယ်ပေါ့နော်ခုနက exchange ကတော့စလောင်ရဲနောက်ဖြစ်နေအရင်လူများလို့အားကြောင့်မဆိုင်ပြောင်းမယ်ခုစားမယ် အဲ့ဒီလောက် ဟဲ့လားဈေး အဲ့ဒီ ကြီး လောက်ဈေးကြီးရဗျာတကယ်ချင်း မတူတော့ဘူးလေဒီက အကိုကြီး project လုပ်နေပြပါ project ပါဗျာဒါ project lead ဒါ presenter and model ဒီယောက်က cameraman professional ဒါ cameraman cameraman အားကျွန်တော်ဒါ 3D model ဆွဲတာပါနော်ဘာဦးမန်တော်နေတော့ တော့ရွတ်ပြနေရွတ်ပြနေ မတော်နယ်ပဲမှာရှိရောရှိလို့လား မာလေတော့နေမိုင်းနဲ့ shop ရရ နော်ရဲစပွန်ဆာပေးတာ ဒါ ကောင်းလာတယ်ပေါ့ဒီခင်ဗျာဒိုဘီကောကောင်းမလားလို့ သွားရတယ်ဗျာ โอเคအကြည့်နေတော့ ဒီလိုကြည့် ဟုတ် showroom ဝင်လိုက်ပြီတိုင်းကုန်ဖို့ကွာ12ပုံနဲ့ကုန်ဖို့ပါအဲ့ကဲ နိုင်ပေါ့သူကဟွာလို့ အော်โอเค ချိုးလိုက်တော့ ရှိုးပြီဗျာ ဟောရှော့မှာ ဘယ်သွားနေရတယ်ပြော ဟောရှော့မှာကျွန်တော်စကားမပြောနိုင်ဘူးကျွန်တော်အခုဘိုက်တော်စားနေပါတယ်ကျွန်တော်မနေ့တည်းက အဲ့မြောက်သေး ကျုပ်လုံးနဲ့တူနာ
တူနာ change တစ်ခုပဲစားပါသေးတယ် အိုးဒါဒီကုန်းလေးတော်မိုက်တယ် ကင်မရာပြရတယ် ကြားတယ် ဒီပုံတော်မိုက်တယ် မမြင်ဘူး အမြင်အောင်အေးဒီပုံလေးတော်မိုက်တယ် damn very nice God damn son damn ဟာ professional ဒီပုံလေး saturation ကောင်းတော့တော်မိုက် အမော God damn son အမော model ပါဘောနော်ကျွန်တော်အကူပေါ့သမီးတို့မော်တီးပါအဲ့တော့ဆောင်းနေ ရပြီအဲ့တော့ဘယ်လိုကောင်းမလို့ဒီ Toby ကိုရောက်ပြီဆိုဒီ IM ပြင်မဲ့ပြန်ရောက်ဟောဒီတိုင်းမရောက်လာစားပြပေးရပါမယ်ပြီးပါ ပတ်တိုင်းလား ဟုတ်ကဲ့ပါကြာကြာဒီပေးလို့ရမယ်နော် ဟုတ် ဘာယူကြည့်ရော ဟုတ်ကဲ့ surprise ကြည့်သွားပါကျွန်တော်တက်တာရရုပ်တရက်ကြီးပေါ့ ဒီကောင်ပဲကူပါဘာကြည့်တယ် fried chicken จับချီလက်တော့ကောင်းတယ် ငါရဲရင်ကြောငါရဲ တော့တော့ဘာလို့ဟောနော် ဒီမှာလည်းနေရာကြီးပါတော့ကြောက် လို့တော့အချင်းလေးစားပြီးတော့အရင်တော့လက်ရောင်းရရှိမှာ ဟုတ်ကဲ့ပါ အေးပေးခဲ့ တော့အောင်ရောကောင်းဒီလက်သားကြောကဟုတ်လေဒိုဘီကောမှာစားခဲ့တဲ့ဝတ်သားကြောနဲ့တူအာခိုင်းလေးတွေယူတာဘာလို့ဆိုတော့ဒါကင်လာဆောက်အောင်အဲ့လိုဟုတ်တယ်လေးရင်ဆောက်တာ တိုက်တဲ့ချက်ဒီမှာရှိရ ယုံလို့မစား ရပြီ chicken rice ဟုတ် chicken rice sorry fried chicken Korean fried chicken မစားကြောင်လားအစားတော့ဘယ်လောက်30 အဲ့လိုကြားရပါ ဟုတ်ရဲ့အစားဘယ်လောက်ကို30ဘူး 20အောင်အခုတော့30ကျော်ပြီ40နောက်ကပ်ပါ အဲ့လိုစားတိုင်းအဲ့လိုပါပဲအပြင်ထွက်တိုင်းအဲ့လိုပါပဲ မလာပါဘူး အရင်တကားလည်းပြောပြီးသွားပြီ ဒါ20ပါ20နဲ့စားတာပါ 20 kg ဘိုးလို့လားပေါ့ပေါ်လာတော့ကောင်းတယ် ပေါ့ကော်လာကောင်းတယ်မစားရသေးဘူးဒါပေမဲ့ကောင်းတယ်အင်းဟုတ်တယ် ဒါကျွန်တော်ကတစ်လောက်တစ်ခါတော့ပဲစားပါ ကျွန်တော်တို့ကလွန်ခဲ့တဲ့2ရက်ကမှထွက်တာ စားတော့3ခါလောက်ပြောပြပါ တစ်လောက်တော့တစ်ခါပဲဒါပေမဲ့အဲ့ဒါကို3ခါလောက်ထွက်တာပေါ့နော် ဒီမှာ all the best အားပါပုံပါလားမိုက်တင်းနေပါနော် after finish my face စောက်ွက်တွေညှော်မိတာစောက်ွက်တွေပြင်းနေ ကိုလုံးတော့အသားရင်နဲ့နေနေပါပြီ ဒီတက်ဟော အေးတော့ဒီညအဲ့ရဟန်တော့မလုပ်ပါနဲ့သူက300လောက်တော့ 50 gram လောက်ရှိတယ် ဒီညစားတာ100ကျော်ရတယ်200နီးနီးရှိရယ် ဘော protein ပါလာရောတက်သားလေးနင်းနာ ဘလာနော် ဟောမဖေးဖေးအော်ဟုတ်တယ်ကိုကတော့ရပါဟာ ချစ်တော့ကောင်းတယ် ကောင်းနေကြောနော်ဟဲ့ bro မတန်းဘူး တာကျန် ဟိုပါဘယ်နဲ့တူ ကိုအောင်အကျွေးကိုဟိုဒီကောင်းနေပြီဟိုဒီ installment နေပြီ30တင်ပေးသွားပြီ ဟုတ်တယ်ဟုတ်တယ်တော့ဖွင့်ပေးမှန်တယ်အဲ့ဒါချင်းဒီဘော မရှိမဲ့တော့ မင်း130နဲ့စား34
34ပဲ လက်30လား ဟုတ်တယ်34တယောက်ကို34 အော်ဒီပြီပါ 35ပဲထားပါအောင်ကွာတယောက်ကို ငါ130ဆိုတော့ငါ140လောက်ပြည့်နေမှာ ကျွန်တော်ယူသတိတောက်တယ်တော့အဲ့လောက်ကြာပါ ဘယ်နာတော့တာ ဘာလဲကျတော့ တယောက်ကိုဘယ်လောက်30 103 ဟုတ်လေ ဟာလေကွာ 34ပေါ့34 point 34.3 34.3ကြာပါ Damn bro damn son 我们错了东方错 Nice bro 哎ကျိုးဟာပြီ Guys 哎我老了跟你这边两包包火没了比嘛稍微的我都这样一讲了，他妈的这样一讲了，跟你这边过了。 ဟုတ်ခါနဲ့အဲ့ဒါဖွင့်တာလေ 但是为了我们那里也可能远。不要သူများဆိုင်သူများဆိုင်သူများဆိုင် ဝိုင်းကြည့်တယ်ဆိုင်ထဲကလူကြည့်မယ်哦，ဘာနာမည် activity လို့ဩငါ အခုကျွန်တော်တို့အချွေသက်တောက်မယ် နေနေနေပြီမဲ there's always a room for dessert ပါ yes. There's always a room for. ဒဇာခုနထည့်ထည့်ပြီ ဒါကျွန်တော်ကသေးပါ There's always a room for 3 dessert. သေးပါ 9 for 2ပါလေ 9 for 2. 9 for 2 No. ဆော့ စာမိုက်ပါဒါတော့အစ်စ်ဖွင့်ထားတဲ့မောပေါ့နော် ဟောဘောပြ ချူထဲမှာ ဘာကောင်းတော့ဘာကောင်း ချူထဲမှာ ဘာကောင်းတော့ ဘာကောင်းလဲ I will have the တယ်ဒီပေါ့ဒီတယ်ကိုပြတယ် ဟမ် တယ်ဒီကိုပြတယ် အော်ဒီဒီကို ရှူဂါတယ်ဒီဆက်ရှင်ပဲရှူဂါ အာမသိပါဘူးငါလည်းဒယ်ရီဆိုငါဒယ်ရီလိုက်ရှာတယ်ဒယ်ရီကိုပြရတယ်ငါဒယ်ရီရှင်းလို့ရပြီ တိုင်မြန် အတန်းတော့ကျေလို့မယ်ပြောင်း တဲလို့ပြောကိုကျေလာပဲရှိတယ်တယောက်လေးတွေကြည်နေကြတော့ အချောင်း အချောင်းအချောင်း ရငါမိုက်တယ် မိုက်တယ် that's trap နေ That's trap ဟမ် That's trap မိုက်မာဒီကိုအောင်တင်လိုက်ပါလားလို့ပြောမတင်ဘူးတဲ့ That's trap ကြီးရဲ့ အာယူလေ that's trap တော့လို့ဖျားတာပေါ့ဘာလို့ ဒီမလေးတွေကို ငါ့ကိုမိုက်လားလို့မေးနေနင်တို့ test drive တွေပါမေးနေ ငါမိုက်တယ်ပြောတယ်ငါမိုက်တယ်ပြောပြီး conversation သူ့ဘက်ကိုပြောင်းသွားတာ ဟိုကမိုက်လားရောကမိုက်ဟိုက test drive ကြည့်ရောငါမိုက်တက်ကြည့်ရဘာကြီးလေရော အဲ့ဒီက That's trap ကိုရှင်းပြနေရဗျာ ကျေးဇူး Great for we do it. Oh we only Order two. Buy one free one, so coffee. Oh Okay. buy one free one which one is which oh okay It's got sticker. Okay. All got stickers okay thank you okay thank you လိုက်တော့ What do you want to? အဲ့ဆို bro နေအဲ့တောက်လိုက်အစားကောင်းတယ် ဒါမဲ့ဒီဘယ်လိုကောင်းလဲ Guys we got 4 drinks ဟိုရဟိုရဟိုရ What do you want? ဟမ် 4 drink ရ
ဟိုလိုကအခုလောလောဆယ်ကမမီမုတ်သေးဘူးညီမလေးပြင်တာဟုတ်မယ်ဟုတ် ဒီကောင်က buy one get one မှာ၄ချက်ကိုပုံ၄ခွက်ကို9ချက်နေရစောင်းတန် တစ်ခွက်ကို2ချက်ပဲဘန်ကောက်မှာဝယ်လဲ2ချက်ပဲဒီမှာဝယ်လဲ2ချက်ပဲ နောက်ကဘလော့ရိုက်မယ်သူပြောတော့အေးကောင်လည်းဝတ်လာဟိုကျွန်တော်ဟို T-shirt ကြီးနဲ့ပြည့်တယ်စင်မြေ လာပါတယ် I can be better though sorry စကားတွေကြိုက်ရ ဟိုလေဟာရိုက်မယ်နော် တခုပြောတယ် ပြော surface surface ဘာလဲအဲ့ဘာမှမ serve လုပ်တာလေ serve တာလေ ဒီကျွန်တော်ဒါဟိုကျွန်တော်တက်ရကျွန်တော်ဝယ်တက်တော့ကျွန်တော်တောက်တယ်အခုပါ ဝယ်လိုက်ရမဟုတ်ဘူး Kepoke ပေါ့နော်ကျွန်တော်တောက်နေရ Jasmine Milk Green Tea ပါ ခြာတီးတဲ့ဈေးပေါ်ပါတယ် ချန်ကြီးတက်စီပေါ့ကျွန်တော်ဒါဆိုင်စောက်ဖွင့်တော့မသိဘူးနော် 4.5 ကိုကျွန်တော်နှစ်ခွက်ရအောင်ပေါ့မသိခဲ့ဘူးအမေလည်းလက်ကားရအောင်ဟုတ်တယ်ကျွန်တော်ဆိုင်သွားပြီးတော့ complain လိုက်ပါတယ်တစ်ခွက်ပို့တယ်ဆိုပြီးတော့ဒီမှာဆိုင်မြန်ပွား1.1မှာညီလေးတို့လက်ကားရအောင်ဩကျေးဇူးပါပြောလိုက်ပါတယ် experience တွေပေါ့နော် ဆိုင်ကိုသွားပြီးတော့ sorry ကျွန်တော်အများကြီးပေးကျွန်တော် ဈေးကတော့ဘာလို့ဖြစ်နေလဲပြောရတယ်အမေဆိုင်ကညီလေးတစ်ခွက်လက်ကားရတာဖေမရနဲ့လို့ပြောရတယ်ပေါ့နော် ကျွန်တော်ဘာမှမဆိုအလကားမယူတတ်ဘူး ကျွန်တော်တို့ကယူတာစူးစမ်း ကျွန်တော်လည်းကြက်မှာစံအများကြီးမပေးတဲ့ကိုခံစားလိုက်ရတယ်။ဒီနေ့မှကောင်းပါဗျာ။ကျွန်တော်ဒီကိုရောက်တစ်ခါအားဖြစ် ပေးရှင်လို့ပေါ့နော် ကျွန်တော်ကဘယ်လိုစင်းရသားတွေပေါ့နည်းနည်းပေးရတာပေါ့ကွာမရှိစင်းရသားတွေကို ခင်းရားပြန်ပြီ ။အဲ့ပြန်သွားတယ် ဟုတ်ပြင်ဆောင်နေရတယ် ။ ပေါ့ အဲ့ပါများသွားတယ်။အောက်တော့ scope out of the scope ခုမှရိုက်တာ recording ဆိုတာကို ငါအစိမ့်နဲ့နေမကွယ်ဘူး ဟောရဟုတ်ကဲ့ အော်လူသားဘယ်မဲပြီ နီးဆိုရင်တော့ကွဲဝင်းရင်မကွဲတာဝင်းရင်မကွဲဘူးဝင်းရင်မြင်ရခက်တယ်အဲကြောင့်ဒီအလုပ်ပါဆိုရင်အလုပ်တော်ကမြေဂျင်းပါဆိုရင်လည်းကွာအနီလေးရယ်အစိမ့်ရယ်ကွာပွင့်ရင်အစိမ့်ပိတ်ထားရင်အနီအိမ်သာကိုပြော အဲ့လိုရှိ ဒါပေမဲ့ခက်တာကြတော့ဘယ်လိုကောင်းမလို့ဂျင်းကကြတော့ lighting ကနည်းနည်း dark theme လေအဲ့လိုမျိုးဆိုတော့အိမ်သာတကားကိုသွားပြီးအနီးကလိုကြည့်ရတယ်အနီးနဲ့အစိမ့်ကွဲဖို့ဟုတ်တကယ်ကွာရှင်းစရာကြီးအကြောင်းတကယ်ဂျင်းမဆိုသိတော့မပေါ့ဘူးတကားကြီးကတကားဖွင့်လားပိတ်ထားလားမသိလို့ ဘိုင်ပါ โอเคပါဘိုင်ဘိုင်ပါဒါသုံးမယ်ဆိုပြီးထင်ထားတယ်နှစ်စာသုံးခဲ့မိပါတယ်ငိုချင်းနေ ။ဒါလည်းပြောတော့လည်းမလာဘူး ဒါဘာလည်းမလောက်တော့ပါဘူး လာနေပြောတယ် အဲ့လာတိုင်းပြောတာမဟုတ်ပြီးရင်ဒါလည်းဗာတစ်လောက်တစ်ခါတဲ့ပြောတာပဲဒါပေမဲ့တစ်လောက်တစ်ခါလောက်တာဒါ၃ခေါက်မြောက်ထင်တယ်ဒီလာတယ်ဒီကောင်နဲ့တွေ့ရနှစ်ခါဒါ၃ခါရှိပြီဒီလာထဲမှာလေ ။ဟုတ်နော်။ကျွန်တော်ဒါနေရောပထမဆုံး main objective က airport ပြန်လာရပါတော့ အေးပေါ်ပြန်လာရောအေးပေါ်လေးပြလိုက်အောင်အေးပေါ်လေးပြလိုက်အောင် ။ဆိုရမိုးလေ အဲ့လိုကြီးမထိုးတယ် ဒီမှာ ဟာလည်းက ဒီမှာကျွန်တော် airport ပြန်လာရအောင်။ ကကရသွားပြီပေါ့ 86 however, no? On the way to East Coast Power. East Coast Currently, time is 9:30. 9:30 we will be back by 12 hopefully Bye bye, hopefully we'll be back by 12 တက်စီနဲ့တော့ဖြစ်ရမှာ တက်စီနဲ့တော့ပြန်ပါဘောနော် That's what I'm